မင်္ဂလာပါဆရာကြီး မင်္ဂလာပါဆရာ ဆရာရဲ့နာမည်လေးသိပြစေ ကျွန်တော်နာမည်ဝိုင်းချစ်လို့ခေါ်ပါတယ် ဆရာဘယ်ဒေတာနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလဲ ကျွန်တော်ရန်ကုန်တိုင်းဒေတာကြီးနိုင်တိုင်းမြို့နေရပါ ဟုတ်ကဲ့ဆရာဘယ်ပညာကိုအထူးဖြင့်လေ့လာခဲ့တာလဲ ကျွန်တော် theology ဒီ bachelor ကိုကျွန်တော်လေ့လာခဲ့ပါတယ် ဘယ်နှစ်လောက်လေ့လာရတယ်လဲ ဒီနေ့ကာလပါ ဟုတ်ကဲ့ဒီနေ့ဘွဲယူလဲဆိုတော့ဆရာရဲ့ပျော်ရွှင်မှုကဘယ်လောက်များဖြစ်နေမလဲ ကျွန်တော်အတိုင်းမသိဝမ်းသာတာပေါ့ဘာလို့ဆိုတငယ်ချင်းနဲ့အတူယူရတယ်အရင်ပျော်ရွှင်ခဲ့ရပါတယ် ဟုတ်ကဲ့ပါဆိုတော့ကြော်ဖြတ်ခဲ့တဲ့၄နှစ်တာကာလမှာဆရာဘယ်လိုရင်ဆိုင်ဘယ်လိုကြော်ဖြတ်ဘယ်လိုစူးစမ်းခဲ့ရပါတယ်လဲ ခက်ခဲရတော့များတော့ဗောနော်ဘာလို့ဆိုတော့ဖျားမှုတော့အတွက်ဆိုတော့စွမ်းချင်းနဲ့အများကြီးလာတယ်ညိတ်ကြားရနေပြီးမှကြော်ဖြတ်ခဲ့ရတယ်ဒုက္ခဆင်းရဲကြော်ဖြတ်ခဲ့ရတယ်ဒါပေမဲ့ကြားခင်တူပါရှိပြီးမှုကြောင့်ဒီအချိန်ကာလတိတိုင်အောင်ကျွန်တော်အကောင်းဆုံးကြော်ဖြတ်ခဲ့ပါတယ် ဟုတ်ကဲ့အမတ်တရားတွေရှိလားရှိရင်လည်းပြောပြလို့ရပါတယ် မတရားကတော့အကောင်းဆုံးသောမတရားပြောပါစေဒီမှာရှိတဲ့ဆရာဆရာမတွေနဲ့တကယ်ချင်းနဲ့အတူတူသွားလာစားတော့ခဲ့ရတာကျွန်တော်တို့အကောင်းဆုံးသောမတရားပါ ဟုတ်ကဲ့အကြောင်းပြီးွားနောက်ပိုင်းမှာဆရာဘယ်လိုလုပ်သွားဖို့စဉ်းစားထားပါတယ်လဲ ကျွန်တော်ကြောင်းပြီးတဲ့အခါမှာကျွန်တော်ဒီအမှုတော်မှာပုံပြီးပါစက်ကပ်ဖို့တည်းရှိတယ်ပြီးတဲ့အခါမှာကျွန်တော်တင်းတော်မှာကလေးတို့ဒီပန်းပုံပြီးမှနှုတ်ဘက်တော်ပုံပြီးမှတင်မှုတယ်ကျွန်တော်ရှိပါတယ် ဟုတ်ကဲ့ကြံနေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာဘယ်လိုမှဆရာကြီးပါရှင်လဲ ကျွန်တော်မှာကျင်တာတော့ဒီခံမှာစူးစားပါဘာဖြစ်ဇေမရှုပ်အတွက်ကျွန်တော်မှာကျင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် အများကြီးတင်ပါတယ်